င်္ဂလာပါခင်ဗျာကျွန်တော်ယခုပြောပြမယ့်အကြောင်းအလေးကတော့ကျွန်တော်တို့ WPS Office App မှာပေါ့နော်အပေါင်းအနှုတ်အမြောက်အစားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ညံပေါ့နော်ကျွန်တော်တို့ဒီ formula လေးတွေနဲ့အသုံးပြုပြီးတော့မှformula ကိုဘယ်လိုရေးမလဲပေါ့နော်ကျွန်တော်အဲ့ဒီနည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ယခုနည်းလမ်းလေးတွေကိုတော့ကျွန်တော်တို့တည်ထားပြီးသားမိတ်ဆွေတွေဆိုရင်ကတော့ကြော်သွားပေးအောင်ပေါ့နော်ဒါကျွန်တော်မသိသေးတဲ့မိတ်ဆွေတွေလည်းကျွန်တော်ကပြောပြပေးမှာပါကျွန်တော်ပထမဦးစွာ WPS Office software လေးကိုကျွန်တော်ဖွင့်လိုက်ပြီပေါ့နော်ပြီးတော့ဆိုလို့ရှိရင်မိမိတို့အသုံးပြုမဲ့ Excel file လေးကိုဖွင့်လိုက်ပေါ့နော်ဒါကျွန်တော်ကတော့Excel file လေးကိုတက်ပြီးတော့ရောက်သွားပြီပေါ့နော်ဒီနေရာလေးမှာကျွန်တော်ကအပေါင်းအလုံးအမြောက်စားလေးတွေပေါ့နော်ကျွန်တော်တခါတည်းကျွန်တော်ရေးထားလိုက်တယ်ပေါ့နော်ကျွန်တော်ပြရတာဆင်ပြီးအောင်မြင်အောင်ပေါ့နော်ကျွန်တော်ဒီမဲ့တန်ဖိုးလေးတွေကျွန်တော်ထည့်ထားပေးတယ်ကျွန်တော်ပထမဦးစွာပေါ့နော်ကျွန်တော်အပေါ်အကြောင်းလေးပေါ့နော်ကျွန်တော်အပေါင်းနဲ့ပတ်သက်ပြီးတော့မှ formula ရေးတဲ့နည်းကိုပြမှာပေါ့နော်ကျွန်တော်ကဒီမှာကျွန်တော်တို့တန်ဖိုး1နဲ့တန်ဖိုး2ပေါ့နော်1500ကိုပေါင်းလိုက်တယ်ဆိုလို့ရှိရင်ဒီဘက်1ဝင်မှာပေါ့နော်ဒီနေရာမှာကျွန်တော်က1500လို့ကျွန်တော်ကပြစီချင်တာပေါ့နော်ပြတဲ့ရင်ကျွန်တော်ကမြောင်လို့မို့ကျွန်တော် formula ကိုဘယ်လိုရေးမလဲပေါ့နော် formula ကိုရေးမယ် formula ရေးပြီးပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတန်ဖိုး1နဲ့တန်ဖိုး2နှစ်ကခဏန်းတွေကိုပြောင်းကြည့်မယ်ပေါ့နော်ဒါauto ပေါင်းအောင်ပေါ့နော်ဒါလေးကိုကျွန်တော်အရင်ပြပါမယ်ပထမဦးစွာကျွန်တော်ဒီအပေါင်းပေါ့နော်အပေါင်းလေးကိုကျွန်တော်တို့ formula ရေးမယ်ဆိုလို့ရှိရင်အရင်ဦးဆုံးပေါ့နော်ကျွန်တော်တို့ဒီresult ပြမယ့်နေရာမှာပေါ့နော်ကျွန်တော်တို့အရင်ဦးစွာကျွန်တော်တို့ select တစ်ချက်ပေးလိုက်ပေါ့နော်ဒါကျွန်တော် select ကကျွန်တော်ပေးထားပြီးသားဖြစ်နေတယ်ပေါ့နော် select ပေးလိုက်မယ် select ပေးပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့အောက်နားလေးမှာကျွန်တော်ဒီမယ်နော်keyboard လေးရှိတယ် keyboard button လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ကျွန်တော် keyboard button လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ပေါ်လာတဲ့စီမှာကျွန်တော်တို့ဒီမဲ့ fx ဆိုတာလေးရှိတယ်နော်ဒီမဲ့ fx ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် fx ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ပေါ်လာတဲ့စီမှာ sum ဆိုတာလေးရှိတယ်နော်ဒီမဲ့ sum sum ဆိုတာလေးရှိဒါလေးကိုတစ်ချက်ထပ်နှိပ်မယ်နော် sum လေးကိုတစ်ချက်ထပ်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမဲ့ formula လေးပေါ့နော် edit text မှာ formula လေးပေါ်လာပြီနော်ဒီမဲ့ဒါလေးက auto လေးထည့်ပေးတာပေါ့နော်ဒီမဲ့ auto လေးပေါ်လာပြီအဲ့ဒီမှာကျွန်တော်တို့ကဒီခွန်းစားခွန်းပိတ်ထဲမှာကျွန်တော်တို့သုံးမဲ့ formula ထည့်ရေးရမှာပေါ့နော်ဒီမဲ့ခွန်းစားခွန်းပိတ်ထဲမှာကျွန်တော်တို့သုံးမဲ့ formula လေးကိုထည့်ပေးရမှာပါအဲ့တော့ကျွန်တော်တို့ formula လေးထည့်ပဲ formula လေးထည့်မယ်ပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာက1500ကိုပေါင်းမှာပေါ့နော်1500ကိုပေါင်းမှာဒီမှာပေါ့နော်ကျွန်တော်တို့1500ကိုပေါင်းမှာဆိုတဲ့အခါကျတော့တန်ဖိုးတစ်က1000ရဲ့ကော်လာပေါ့နော်ကော်လာရဲ့အပေါ်နားလေးမှာအင်္ဂလိပ်အခရာလေးရှိတယ်အဲ့ဒါလေးကကျတော့ကျွန်တော်တို့ D ပေါ့နော်ကျွန်တော်တို့1000ရဲ့မှာရှိမှာကျွန်တော်တို့ D ဒါလေးကိုမှတ်ထားလိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တန်ဖိုးတစ်ရဲ့1000ရဲ့ row ပေါ့နော် row ကကျတော့ကျွန်တော်တို့နံပါတ်3ပေါ့နော်ဒါတော့ညာဘက်မှာရှိတယ်အင်္ဂလိပ်အခရာလေးကိုမှတ်ထားလိုက်မယ်ဒါဆိုလို့ရှိရင်တန်ဖိုးတစ်ရဲ့1000ရဲ့ formula ကကျတော့ D3 ပေါ့နော် D3 လို့ရေးရမှာနော်ဒါဆိုရင်ကျွန်တော်ဒီမှာ D3 လို့ရေးလိုက်မယ်ဒီစမ်းထဲမှာပေါ့နော်ကျွန်တော် D3 လို့ရေးလိုက်မယ်ဒီကိုစလုံးကြီးနဲ့ရေးမယ်ပေါ့နော်ပြီးရင် D3 လို့ရေးမယ်ကျွန်တော်တို့ကပေါင်းမှာပေါ့နော်ပေါင်းမှာဆိုတဲ့အခါကျတော့ဒီမဲ့အပေါင်းဆိုလေးရှိတယ်ဒါလေးကိုနှိပ်လိုက်ပေါ့နော်ဒီမဲ့အပေါင်းတက္ကတာလေးရှိတယ်နော်ဒီမဲ့အပေါင်းလေးရှိတယ်အပေါင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်အပေါင်းရပြီနောက်တစ်ခုကကျတော့ကျွန်တော်ဒီတန်ဖိုးနှစ်က900နဲ့ပေါင်းမှာဆိုတော့တန်ဖိုးနှစ်က900ရဲ့ကော်လာပေါ့နော်ကော်လာရဲ့အပေါ်မှာအင်္ဂလိပ်အခရာလေးရှိတယ်အင်္ဂလိပ်အခရာလေးကဘာလဲဆိုလို့ရှိရင် E ပေါ့နော်အင်္ဂလိပ်အခရာလေးက E ဖြစ်နေတယ်ပြီးပြီဆိုလို့ရှိရင်ဒီတန်ဖိုးနှစ်900ရဲ့ညာဘက်ကဒီ row ရဲ့တန်ဖိုးကကျတော့ row ရဲ့ကဏ္ဍကကျတော့3ဆိုတော့ E3 လို့ရေးမယ်နော်ဒါကကျွန်တော်ဒီ formula ယူတဲ့နည်းပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီရဲ့အပေါင်းရဲ့နောက်ဘက်မှာကျွန်တော်တို့ E3 လို့ရေးမယ်ပေါ့နော်ကျွန်တော်တို့ E3 လို့ရေးလိုက်မယ် E ကိုစလုံးကြီးနဲ့ရေးပေါ့နော် E3 လို့ရေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ formula ရေးမဲ့ပိုင်းကပြီးသွားပြီပေါ့နော်ဒါ D3 ပေါင်း E3 ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်ချမ်းမှာရှိတဲ့အမှန်ချစ်ကလေးကိုနှိပ်ပေးလိုက်ပေါ့နော်ဒီမဲ့အမှန်ချစ်ကလေးကိုနှိပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ1500ဆိုပြီးတော့ပြလာပြီပေါ့နော်ဒီမဲ့1500ဆိုပြီးတော့မှကျွန်တော်တို့ကဏ္ဍက auto ပေါင်းသွားပြီပေါ့နော်1500ဒါကတော့ကျွန်တော်တို့ဒီအပေါင်းနဲ့ပတ်သက်ပြီးတော့မှ formula ရေးတဲ့နည်းပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ
တန်ဖိုးတွေထဲမှာကျွန်တော်တို့ခဏလေးတွေကိုပြင်ကြည့်ပေါ့နော်တန်ဖိုးတွေထဲမှာကျွန်တော်1000မှာကျွန်တော်900ဆိုတာလေးကိုကျွန်တော်ပြင်ရေးလိုက်မယ်နော်ပြီးရင်ကျွန်တော်အောက်နာလေးမှာပြင်ရေးမှာဆိုတော့အောက်နာလေးမှာဒီ keyboard button လေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာခဏလေးကိုပြင်ပေါ့နော်ဒီနေရာလေးမှာပြင်ရေးပေါ့နော်ကျွန်တော်ကတော့ပြင်လိုက်မယ်9000လို့ပြင်လိုက်မယ်ပေါ့နော်တုံညက်အလုံးထပ်ထည့်လိုက်မယ်ပြီးရင်ဒီဘက်ညာဘက်ချမ်းကအမှန်ကြီးကိုနှိပ်လိုက်မယ်ဟောဒါဆိုရင်6000ဖြစ်သွားပြီနော်ဒါ formula ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဟာလေးတွေက auto ပေါင်းပြီးသွားတာပေါ့နော်ပြီးပြီဆိုကျွန်တော်ဒီဘက်ရှိက1000လေးကိုကျွန်တော်ပြင်ရေးကြည့်မယ်ပေါ့နော်1000ကိုလည်းချက်နှိပ်မယ်ပြီးအောက်နားလေးကkeyboard button လေးကိုနှိပ်မယ်ပြီးရင်ဒီမှာ select ချက်ပြီးမယ်ပြီးရင်ကျွန်တော်တုံညတော့ထပ်ထည့်လိုက်မယ်1000ပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်အမှန်ချင်းလေးကိုနှိပ်မယ်ညာဘက်ကပေါ့နော်ဒါဆိုလို့ရှိရင်15000ဖြစ်သွားပြီပေါ့နော်ဒါကကျွန်တော်တို့ဒီအပေါင်းပေါ့နော်အပေါင်းနဲ့ပတ်သက်ပြီးတော့မှဒါ formula လေးရေးထားတယ်ဆိုလို့ရှိရင်ဒီတန်ဖိုးတွေကိုပြင်လိုက်တဲ့ဆိုရင် auto ပေါင်းလာတာပေါ့နော်ဒါ formula 300ချင်းအားတာချက်ပေါ့နော်ဒါကကျွန်တော်အပေါင်းပြီးသွားပြီပေါ့နော်အပေါင်းပြီးသွားဆိုတော့နောက်တစ်ခုကအနှုတ်ပေါ့နော်ဒီအနှုတ်နဲ့ပတ်သက်ပြီးတော့မှပြပေးမယ်အနှုတ်နဲ့ပတ်သက်ပြီးတော့ပြပေးမယ်ကျွန်တော်တို့ဒီတင့်ငွေဆိုတဲ့ result မှာကျွန်တော်တို့1000ကနေတန်ဖိုး1ကနေတန်ဖိုး2ကိုနှုတ်မယ်ပေါ့နော်1000ကနေ900ကိုနှုတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတင့်ငွေမှာတွားပြီးတော့ result ပြသေးချင်တာပေါ့နော် result ပြချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတင့်ငွေအကွက်လေးကိုကျွန်တော်တို့ထပ်ပြီးတော့မှ select ပေးလိုက်ပေါ့နော်ကျွန်တော်တို့ select ပေးလိုက်မယ် select ချက်ပေးလိုက်ပြီပေါ့နော်ဒါ select ပေးလိုက်ပြီအဲ့ဒီဆိုရင် formula ရေးဖို့အတွက်ကျွန်တော်တို့ဒီမဲ့ keyboard လေးတစ်ချက်ခေါ်ပေါ့နော် keyboard button လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီလိုရလာပြီပြီးပြီဆိုရင်ကျွန်တော်တို့စောစောကတော့ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီမဲ့ fh ကိုနှိပ်မယ်နော် fh ကိုနှိပ်မယ်ပြီးရင် sans ဆိုတာလေးကိုတစ်ချက်နှိပ်မယ်နော်ဒီမဲ့ sans ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ဒါဆိုရင် formula လေးပေါ်လာပြီformula လေးရေးမယ်ပေါ့နော်စောစောကလိုပဲ formula လေးရေးမယ်ကျွန်တော်တို့ယခုရေးရမှာကကြတော့အနုတ်ပေါ့နော်တန်ဖိုး1000ရဲ့column ကတော့ဒီပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ row ကကြတော့ဒီမဲ့ row number ကကြတော့ပြောင်းသွားပြီနော် row number ကကြတော့4ဒါဆိုတော့ကျွန်တော်တို့က D ပေါ့နော် D4 ပေါ့နော်ဒါလိုရေးရမယ်ဒါဆိုရင်ကျွန်တော်တို့ D4 လို့ရေးလိုက်မယ် D4 ပေါ့နော်ဒီတစ်ခါတော့ note မှာပေါ့နော် note မှာဆိုတော့ကျွန်တော်တို့ဒီမှာ minus ပေါ့နော်ဒီမှာ minus လေးရှိတယ် minus လေးကိုတစ်ချက်နှိပ်မယ်ပြီးပြီဆိုလို့ရှိရင်တန်ဖိုးနှစ်က900တန်ဖိုးနှစ်က900ရဲ့ column ရဲ့အင်္ဂလိပ်အခရာက E ပေါ့နော် E ဆိုတော့ကျွန်တော်ဒီမှာဒါလေး E လေးမှတ်ထားမယ်ပြီးတဲ့အခါကျတော့တန်ဖိုးနှစ်900ရဲ့ row ကကျတော့4ဒါဆိုလို့ရှိရင် E4 လို့ရေးရမှာပေါ့နော်ဒါဆိုရင် minus ရဲ့အနောက်မှာကျွန်တော်တို့ E4 လို့ရေးလိုက်မယ် E4 ပေါ့နော် E4 လို့ရေးလိုက်မယ်ဒါဆိုလို့ရှိရင် formula ရေးတဲ့ပိုင်းကပြီးပါပြီပေါ့နော်တန်ဖိုး1 D4 ကနေလို့တန်ဖိုးနဲ့ E4 900ကိုနှုတ်မယ်ပေါ့နော်နှုတ်ပြီးတော့တင့်ဝင်မှာ result ပြမယ်ပေါ့နော်ဒါပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးနာကအမှန်ကြီးကလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်အမှန်ကြီးကလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ result လေးပြလာပြီပေါ့နော်900ဆိုပြီးတော့ကျွန်တော်တို့1000လေးကနေ900ကိုနှုတ်တော့900ကျန်တယ်ပေါ့နော်ဒါ result ပြပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့တန်ဖိုးလေးတွေကိုကျွန်တော်ပြောင်းကြည့်မယ်ပေါ့နော်900ကိုကျွန်တော်ကတစ်ချက်နှိပ်မယ်ပြီးရင် keyboard လေးပေါ်တော့လေးခေါ်မယ်900ကိုကျွန်တော်ကဘာရေးမလဲဆိုလို့ရှိရင်1000လို့ရေးလိုက်မယ်ပေါ့နော်ကျွန်တော်1000ပြည့်ပြင်အခု10ရ1000လို့ပြင်လိုက်မယ်ပြီးရင်အမှန်ကြီးလေးကိုချက်လိုက်မယ်ဒါဆိုရင်1000ကနေ1000လောက်တော့ဆိုတော့ဘာမှမကြံတော့ဘူးပေါ့နော်ဟိုမဲ့3ညပဲပြပေးတယ်ဒါကတော့ကျွန်တော်တို့ formula ထည့်ထားပြီဆိုလို့ရှိရင်ကျွန်တော်တို့တန်ဖိုးတွေပြောင်းလိုက်တယ်ဆိုလို့ရှိရင် auto နှုတ်သွားတာပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်ကတန်ဖိုးတစ်ကဟာတွေကိုကျွန်တော်ပြောင်းကြည့်မယ်1000လေးကိုကျွန်တော်1000လို့ပြောင်းလိုက်မယ်ဗျာနော်ပြီးလို့ရှိရင်အမှန်ကြီးတို့တစ်ချက်နှိပ်မယ်နော်ဒါဆိုလို့ရှိရင်ဒီမှာ9000လို့ပြပြီပေါ့နော်အလုံးမှာ9000လို့ကျွန်တော်တို့ပြပြီဒါကအနှုတ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော်အနှုတ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီformula လေးရေးထားတဲ့အခါကျတော့တန်ဖိုးလေးတွေထည့်လိုက်တယ်ဆိုလို့ရှိရင်auto နှုတ်သွားတာပေါ့နော်ဒါအနှုတ်နဲ့ပတ်သက်ပြီးတော့မှရေးရတဲ့ formula ပါကျွန်တော်နောက်တစ်ခုကကြတော့ကျွန်တော်တို့အစားပေါ့နော်အမြောက်ပေါ့နော်နောက်တစ်ခုကကြတော့အမြောက်နောက်တစ်ခုကကျတော့ကျွန်တော်အမြောက်နဲ့ပတ်သက်ပြီးတော့မှပြမှာပါကျွန်တော်တို့1000နဲ့တမိုး1က1000နဲ့တမိုး2က9ကိုမြောက်မှာပေါ့နော်1000နဲ့9နဲ့မြောက်တာကိုကျွန်တော်တို့ဒီကတင်ငယ် result မှာမြောက်လို့ရတဲ့တမိုးလေးကိုကျွန်တော်တို့ကပြသိချင်တာပေါ့နော်
ဒါလေးကိုကျွန်တော်တို့ကမြင်အောင်ဆိုရင်ကျွန်တော်တို့ formula လေးရေးမယ်ပေါ့နော် formula လေးရေးဖို့အတွက်ကျွန်တော်တို့ဒီမှာ keyboard လေးကိုခေါ်လိုက်ပါမယ် keyboard button လေးကိုတစ်ချက်နှိပ်မယ် sorry ပေါ့နော်ကျွန်တော်တို့အရင်ဦးဆုံး select ပေးပေါ့နော်ဒီမှာအရင်ဆုံး result ပြမယ့်နေရာလေးကိုကျွန်တော် select တစ်ချက်ပေးလိုက်မယ်ပြီးပြီဆိုလို့ရှိရင် keyboard button လေးကိုခေါ်မယ်နော် keyboard လေးတစ်ချက်နှိပ်မယ်ဆောစောကလိုပဲထုံးစံတိုင်းပဲကျွန်တော်တို့ fh ကိုနှိပ်မယ်ပေါ့နော် fh ကိုနှိပ်မယ် fh ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော်တို့ send ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်မယ်ဒါဆိုလို့ရှိရင် formula လေးပေါ်လာပြီပေါ့နော်ကျွန်တော်တို့ဒီခွန်းစားခွန်းပိတ်ထဲမှာကျွန်တော်တို့ထည့်မယ်ဒီတစ်ခါတော့ကျွန်တော်တို့ကမြောက်မှာပေါ့နော်ကျွန်တော်တို့ဒီတမိုးတစ်က1000နဲ့ကျွန်တော်တို့တမိုးနှစ်က9နဲ့မြောက်မှာပေါ့နော်တမိုးတစ်က1000ရဲ့အခရာကတော့ကျွန်တော်တို့စောစောကလိုပဲကျွန်တော်တို့ D ပဲပေါ့နော်ကျွန်တော်တို့ row ကကျတော့ row 5ဖြစ်သွားပြီနော် row ကကျတော့5ဖြစ်သွားပြီဆိုတော့ D5 ပေါ့နော်ကျွန်တော်တို့ D5 လို့ရေးမယ် D5 လို့ရေးမယ်ဒီတစ်ခါတော့ကျွန်တော်တို့ကမြောက်မှာပေါ့နော်အမြောက်ဆိုတာကကြတော့ကျွန်တော်တို့ဒီ exam မှာကျတော့အမြောက်ကျတော့ကျွန်တော်တို့ဒီ star လေးကိုထည့်ပေးရတာပေါ့နော်ဒီမဲ့ star လေးနော် star လေးရှိတယ်ဒါလေးကိုနှိပ်လိုက်ကျွန်တော်တို့ exam မှာအမြောက်ရဲ့ဒီနေတာလေးတစ်ခုပေါ့နော်ကျွန်တော် star လေးကိုနှိပ်လိုက်ပြီးရင်တမိုးနှစ်ရဲ့9ရဲ့ဟွာလေးပေါ့နော်ဟွာလေးထည့်မယ်တမိုးနှစ်9ရဲ့အခရာလေးကတော့ထုံးစံတိုင်းပဲအပေါ်မှာ e ပဲနော်ပြီးရင် row ကကျတော့5ပေါ့နော် e5 ပေါ့ e5 လို့ကျွန်တော်တို့ရေးလိုက်မယ် d5 အမြောက် e5 ပေါ့နော် e5 နော်ရပြီ e5 လို့ရေးမယ်ဒါဆိုလို့ရှိရင် formula ရေးတဲ့ပိုင်းကတော့ကျွန်တော်တို့ပြီးသွားပြီပေါ့နော်အမြောက်နဲ့ပတ်သက်ပြီးတော့မှဒါပြီးသွားပြီဒါဆိုလို့ရှိရင်တမိုး1က1000နဲ့တမိုး2က9ကိုတော့မြောက်မှာပေါ့နော်အေးဆိုရင်ကျွန်တော်တို့အမှန်ချင်းလေးကိုချစ်ပေးလိုက်ပါဒီမှာနော်မှန်ချင်းလေးကိုထင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ9000လို့ကျွန်တော်တို့ပြပြီပေါ့နော်1000နဲ့9နဲ့မြောက်တော့9000ပေါ့နော်ဒီမှာတခါတည်းမြောက်သွားပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ formula ကရေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ e ရကဏ္ဍလေးကိုကျွန်တော်တို့ပြောင်းကြည့်မယ်ပေါ့နော်ကျွန်တော်နံပါတ်5လေးကိုပြောင်းလိုက်မယ်ကျွန်တော်90လို့ရေးလိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီဘက်ညာဘက်ကအမှန်ကြီးကိုချစ်လိုက်နော်1050လီဆိုတော့9000ပေါ့နော်ဒီမဲ့ဒါ formula ရေးထားတာဖြစ်တဲ့အတွက်ကြောင့်သူက auto မြောက်ပြီးတော့ပြောင်းသွားပြီပေါ့နော်9000လို့ပြတယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်က1000လေးကိုလည်းကျွန်တော်တို့ပြောင်းကြည့်မယ်ပေါ့နော်1000လေးကိုမြောက်ထည့်မယ်keyboard ခေါ်မယ်ကျွန်တော်တို့1000လို့ရေးလိုက်မယ်ဗျာနော်1050လီဆိုတော့9တိန်းပေါ့နော်ဒီမဲ့ပြောင်းသွားပြီပေါ့နော်ဒါကျွန်တော်တို့ဒီ formula လေးထည့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တမိုးလေးတွေပြင်လိုက်တာနေပေါ့နော်ကျွန်တော်တို့ဒါ result တွေကအလိုလေးရောက်တွန်းအလုပ်လုပ်သွားတာပေါ့နော်ဒါ formula သုံးရခြင်းအားတာချက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အမြောက်ပြီးသွားပြီပေါ့နော်အမြောက်ပြီးသွားပြီဆိုတော့အစားပေါ့နော်အစားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြမယ်ပေါ့နော်1000ကို30နဲ့စားမယ်ပေါ့နော်စားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာအရင်ဦးဆုံးပြမယ် result နေရာလေးမှာ select တစ်ချက်ပေးလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ keyboard လေးခေါ်မယ်ပေါ့နော် keyboard button လေးကိုခေါ်လိုက်မယ်ပြီးရင်ထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့ fh ကိုနှိပ်မယ် fh ကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ send ဆိုတာလေးကိုပဲပြန်နှိပ်ပါမယ် send ကိုပဲနှိပ်မယ်ဒါဆိုလို့ရှိရင် formula လေးရေးဖို့ပေါ်လာပြီပေါ့နော်ဒီတစ်ခါကကြတော့ကျွန်တော်တို့ကအစားပေါ့နော်ဒီ1000ကို30နဲ့စားမှာဆိုတော့ကျွန်တော်တို့ဒီ1000ရဲ့အင်္ဂလိပ်အခရာကကော်လာရဲ့အခရာကကြတော့ D ပေါ့နော်row ကကြတော့ဒီမှာ6ပေါ့နော်D6 ပေါ့နော် D6 လို့ရေးရမှာပေါ့နော်ကျွန်တော် D6 လို့ရေးလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကျတော့ကျွန်တော်တို့အစားတင်ဂီတာပေါ့နော်အစားရဲ့တင်ဂီတာလေးက divide by ပေါ့နော်ဒီမှာselect ဆိုလေးရှိတယ်မြင်းဆောင်လေးရှိတယ် select တင်ဂီတာလေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်D6 D6 ကိုကျွန်တော်တို့ကဘာနဲ့စားမှာလဲဆိုတော့ကျွန်တော်တို့ဒီမဲ့30နဲ့စားမှာပေါ့နော်30ရဲ့ကော်လန်ကကျတော့ E ပဲနော် E ထည့်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်က row number ကကျတော့6အဲ့ဒါကကျတော့ကျွန်တော်တို့ E6 လို့ရေးရမှာပေါ့နော် D6 ကိုကျွန်တော်တို့ E6 နဲ့စားမယ် E6 နော်ဒါဆိုလို့ရှိရင်D6 ကို1000ကို30နဲ့စားမယ်ပေါ့နော်ဒါဆိုရပြီ formula ရေးရမယ့်ပိုင်းကပြီးပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့အမှန်ကြီးကလေးကိုနှိပ်လိုက်မယ်1000ကို30နဲ့စားတော့ကျွန်တော်တို့100ရတာပေါ့နော်ဒီမဲ့စားလိုက်တာပေါ့နော်ဒါလေးရပြီဒါကကြတော့အစားပေါ့နော်1000ကို30နဲ့စားတာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကတမိုးနဲ့က30ဆိုတာလေးကိုကျွန်တော်တို့ပြင်ကြည့်မယ်ပေါ့နော်
ကျွန်တော်ဒါလေးကိုတစ်ချက်ပြင်မယ်100လို့ပြင်လိုက်မယ်ဗျာနော်100နဲ့စားတဲ့ခါကျတော့10ပေါ့နော်ဒီမှာအော်တိုပြောင်းသွားပြီပေါ့နော်ဒါစားရတဲ့ပတ်သက်ပြီးတော့မှာပေါ့နော်100ကျွန်တော်ဒီမှာ1000လေးကိုလည်းပြင်ကြည့်လို့ရရနော်ကျွန်တော်1000ဆိုပါလေးကိုကျွန်တော်1000လို့ကျွန်တော်ပြင်လိုက်ပါမယ်ပြီးအမှန်ကြီးရေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တင်ငွေမှာကျွန်တော်တို့ဒီဟာလေးပြောင်းသွားပြီပေါ့နော်ဒါကကျတော့ကျွန်တော်တို့ဒီအပေါင်းအနှုတ်အမြောက်အစားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီformula လေးတွေရေးတာပေါ့နော် formula လေးတွေရေးတာဒါကကျတော့ကျွန်တော်အပေါင်းအနှုတ်အမြောက်စားတွေကျွန်တော်အများကြီးပြပေးလိုက်တာပေါ့နော်မိမိရဲ့အိမ်ထဲမှာကဘာကိုတွက်မှလဲပေါ့နော်ဘာဒီနဲ့အတွက်များမှလဲထားပါတော့ကျွန်တော်တို့ကအပေါင်းနဲ့အတွက်များမှလားအပေါင်းနဲ့အတွင်ရောစင်ထားပါတော့ကျွန်တော်ဒီမဲ့အပေါင်းဆိုတဲ့အပိုင်းလေးကိုကျွန်တော် copy လေးကျွန်တော်ကူးလိုက်မယ်ဗျမြင်အောင်နော်ဆက်ပြီးမယ်ပြီးရင် copy ဆိုတာလေးကိုနှိပ်မယ်ဒါကတော့ကျွန်တော်ဥပမာပြပြီးရနော် copy လေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒီအောက်မှာချလိုက်မယ် paste ပေါ့နော်ချမယ့်နေရာဆက်လက်ပြီးမယ်ဒီမှာနော်ချမယ့်နေရာကိုဆက်လက်ပြီးမယ်ပြီးရင် paste ဆိုတာလေးကိုနှိပ်မယ် paste နော်ဒီမှာဒါကတော့ရောက်လာပြီအပေါင်းမှာရောက်လာနော်ဒါဘောဟာလေးဒါ copy paste လုပ်တဲ့ဟာပေါ့နော်ဒါပြီးရင်ဒီမှာရလာပြီအဲ့တော့ကျွန်တော်ဒီမှာဘာလို့ကျွန်တော်ဒါလေးကို copy ကူးရတယ်ဆိုတော့မိတ်ဆွေတို့ကထားပါတော့အပေါင်းတွေရဲများတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲပေါ့တော့ချောပြပေးလို့နော်ပြီးရင်ဒီမှာဒါလေးကတော့တူရတယ်တူဒါ formula လေးကတော့အတက်ဝင်နေရပါတော့ကျွန်တော်ဒါလေးတစ်ချက်နှိပ်ကြည့်မယ်နော်ဒီမှာတူ formula လေးအတက်ဝင်နေပြီးသားနော်ဒါ formula စစ်တာပေါ့နော် formula လေးရှိလားမရှိလားစစ်တာနော် formula တက်ဝင်နေပြီးသားဆိုတော့ကျွန်တော်ဒါကိုဒီမှာ15000နော် formula နေရာလေးကိုကျွန်တော်ဆက်လက်ပေးထားတယ်ဆက်လက်ပေးမယ်နော်ဆက်လက်လောင်းကလစ်နေမယ်ပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်အနည်းငယ်ကျွန်တော်လေးဖြည့်မယ်လွတ်မယ်ပေါ့နော်အဲ့ဒါလေးပေါ်လာရင်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီများလေးကိုကြိုင်တော့အောက်ကိုဆွဲချလိုက်နော်ဒါကတော့ formula တွေကို copy ကူးတာပေါ့နော် formula တွေကို copy ကူးတာ formula တွေကို copy ကူးလိုက်တဲ့ဆိုတော့ပေါ်လာမယ်နော်ရရင်နော်ကျွန်တော်ပြီးဆိုလို့ရှိရင်အပေါ်နားလေးမှာ dance ဆိုတာလေးကိုနှိပ်ပေးလိုက်ဒါကတော့ formula တွေကို copy ပွားတာပေါ့နော်ဘာကြောင့်ပွားလာလဲဆိုတော့ကျွန်တော်ပြပေးမယ်ဒါကျွန်တော်တို့အပေါင်းနဲ့ပတ်သက်ပြီးတော့မှတွေပေါ့နော်ဒါအပေါင်းနဲ့ပတ်သက်ပြီးတော့မှအလုပ်မှာပေါ့နော်ဒါဆိုရင်ဒါကတော့ကျွန်တော်ပြပေးမယ်နော်ကျွန်တော်ဒီမှာတံပိုးတွေကျွန်တော်ထည့်လိုက်မယ်နော်ဒီမှာတံပိုးတွေအောက်မှာထည့်မယ်ကျွန်တော်ကြိုက်တာထည့်ဖို့ပြနော်900ပြီးဒီဘက်ကိုတစ်ချက်နှိပ်မယ်1000အမှန်ချင်းနှိပ်မယ်နော်ဒီမယ်နော်အကုန်လုံးဟွာတွေဖြစ်ကုန်ပြီဒီလားထောင်းပေါင်းတော့တာနော်ဒါကမိတ်ဆွေတို့ပဲအေဂျဲကကြတော့အေဂျဲကကြတော့အပေါင်းတွေရဲဖြစ်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဒီ formula တွေကိုကျွန်တော်တို့ copy ပွားပြီးတော့မှဒီလိုတုံးရတယ်ဆိုတာလေးကိုကျွန်တော်တစ်ခါတည်းပြပေးတာပေါ့နော်ကျွန်တော်ရှေ့မှာလေးပြပေးထားတယ်ကျွန်တော်နော်ဒါဒီမှာတော့ထပ်ပြပေးလိုက်တာပေါ့နော်မျက်စိလဲနေမှာဆိုလို့နော်နောက်တစ်ခုထပ်ရေးမယ်ဒီအောက်မှာနော်တမို့တစ်9000ပေါ့နော်9000ဒီဘက်ကိုတစ်ချက်ဆက်လက်ပေးမယ်နော်ဒီမှာတစ်ချက်ဆက်လက်ပေးမယ်ပြီးရင်6000ထည့်လိုက်မယ်ပြီးတော့အမှန်ချင်းနှိပ်နော်ဒီမှာ1000နော်ဒီမှာ auto ပေါင်းကုန်ပြီနော်ဒါလေးဒီမှာ formula တွေအကုန်လုံးတက်ဝင်နေပါတော့ဒီမှာ formula လေးတွေနော်ဒါလေးကိုကျွန်တော်ပြပေးတာပါမိတ်ဆွေတို့ကဒီအပေါင်းနဲ့ဒီပတ်တက်ပြီးတော့မှအေးစေးတုံးတော့ဆိုရင်ဒီလိုလေးတုံးလိုက်အောင်ပဲပေါ့နော်ဒီမိဟာလေးတွေဒါကိုရဲ့အယောင်ဆင်းမှာဒါတံပိုးတွေထည့်လိုက်အောင်ပါပဲနော်ဒါလေးတွေကျွန်တော်တို့1000 9000နော်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့တော့အော်တိုပေါင်းသွားတာပေါ့နော်အော်တိုပေါင်းသွားတာဒါလေးတွေပါလဲအော်တိုလေးပေါင်းပြတော့တာပေါ့နော်ဒီမဲ့တော့အော်တိုပေါင်းထားတာဒီဟာလေးကတော့ကျွန်တော်ရှေ့မှာပြခဲ့ပြီးသားနော်ဒါလေးတွေကျွန်တော်ထပ်မပြပြီးတော့တို့တယ်တွေကိုတန်းပြတာပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ဒီအပေါင်းလုံးအမြောက်စားနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ကျွန်တော်တို့ဒီ formula ရေးတဲ့ညီလန်းလေးကိုကျွန်တော်ပြပေးတာပါပြီးတော့ဆိုရင်တော့ကျွန်တော်တို့ဒါလေးစစ်လေးနှိပ်ခဲ့လိုက်ပေါ့နော်စီကိုတော့မမေ့နဲ့ပေါ့နော်စီမနေရင်တော့ data တွေပြန်ပြတ်သွားလိမ့်မယ်ကျွန်တော်တို့စစ်လေးတစ်ချက်နေလိုက်မယ်ဒါဆိုရင်ရပြီပေါ့နော်ဒါအပေါင်းလုံးမြောက်စားနဲ့ပတ်သက်ပြီးတော့မှဒီစမ်းကြည့်လို့မဟုတ်လို့ပေါ့နော်အဆင်ပြေတာတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ comment လေးမှာရေးထားပေးလို့ရပါတယ်ကျွန်တော် online ဖြစ်တဲ့အခါကျရင်ကျွန်တော်ဖြည့်ပေးပါမယ်နော်ကျွန်တော်နောက်တင်ခန်းစာကြာရင်ကျွန်တော်ရာခိုင်နှုန်းနဲ့ပတ်သက်ပြီးတော့မှရာခိုင်နှုန်းကိုဘယ်လိုလုပ်ရလဲဆိုတော့လေးကိုလည်းကျွန်တော်ပြပေးပါမယ်နော်ရာခိုင်နှုန်းကဒီမှာကျွန်တော်မပြပေးတော့ကျွန်တော်နည်းနည်းလေးရှိသွားမှာဆိုလို့ပါရာခိုင်နှုန်းကိုကျွန်တော်တီးတဲ့နေကျွန်တော်ပြပေးပါမယ်ကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေခင်ဗျာ